မင်္ဂလာပါဘုန်းပါပါရှင် PSL ရဲ့ founder နဲ့ instructor ပါအဲ့တော့ဒီဗီဒီယိုလေးကတော့ပထမဆုံးဟလာဒီ YouTube channel လေးရဲ့ပထမဆုံးဗီဒီယိုပေါ့နော်အဲ့တော့နော် finally နော်အဲ့တော့ဘာလေးတွေဟလာဘယ်လိုမျိုးပိုင်းလေးတွေ sharing လုပ်ကောင်းမလဲ share လုပ်ကောင်းမလဲစဉ်းစားရင်းနဲ့တစ်နှစ်လောက်ကြာသွားတယ်နော်အဲ့တော့ဒီဟာလေးကိုရွေးပြသွားပါပြီနော်အဲ့တော့ English ဟလာအင်္ဂလိပ်စာလေ့လာဖို့တော့ကတော့အများကြီးရှိရ material စီอ่ะเนาะအဲ့တော့အများကြီးရှိတဲ့အခါမှာဟိုမှာအကျိုးရှိမယ်ထင်တယ်เนาะဘယ်လိုမျိုးအခုမြန်မာနိုင်ငံဟလာမြန်မာ Burmese learners ပေါ့เนาะတော်တော်များများအတွက်အကျိုးရှိမယ်ထင်တယ်ဒီmaterial လေးကိုစာချင်းရွေးထားပါတယ်ဒီဥစ္စာလေးကိုအပိုင်းလေးတွေခွဲပြီးတော့ YouTube မှာတင်ထားပေးမယ်ပေါ့เนาะအဲ့တော့ကိုချင်းရှိတယ်လို့မျိုးเนาะအဲ့လိုမျိုးဖြက်ဖြက်ကလေးနဲ့ကို English skills တွေမြင့်လာအောင်လို့လေ့ကျင့်လို့ရတာပေါ့အဲ့တော့ဒီစာအုပ်လေးကဘာကောင်းတာလဲเนาะအဲ့တော့ဘယ်လိုဟလာ improve your English without a teacher တကယ်တော့ကိုယ့်ကိုစာလုပ်လို့ရမယ် self study လုပ်လို့ရစေမယ့်စာအုပ်လေးပေါ့เนาะဒီlearning English as a foreign language for dummies ဆိုပြီးတော့ဒီလားအဲ့တော့တကယ်လဲအဆင်ပြေမှာပါเนาะအဲ့တော့ကိုယ့်ရဲ့အဲ့လိုသွားလာချီနေပဲဖြစ်ဖြစ်ဟလားเนาะဒါမှမဟုတ်ကိုယ့်ရဲ့အလုပ်မှာပဲဖြစ်ဖြစ်เนาะစကားပြောရင်အင်္ဂလိပ်လိုပြောဖို့အင်္ဂလိပ်လိုစကားပြောရင်ပို confidence ရှိစေမယ်ပေါ့เนาะဒီစာအုပ်လေးလုပ်ပြီးသွားပြီဆိုလို့ရှိရင်เนาะပြီးရင် grammar ဟလား grammar တွေပိုအဆင်ပြေလာမယ်เนาะ pronunciation ကတော့ဟိုနည်းနည်းတော့ဟိုဘယ်လိုခေါ်လဲဒီမှာတော့အရင်တော့ကျင့်လို့မရဘူးပေါ့เนาะ grammar လည်းပိုကောင်းလာမယ်ပြီးလို့ရှိရင် English expression စီးတွေနဲ့လည်းပိုပြီးရင်းနှီးလာမယ်ကိုပို့ပြီးတော့ပြောတတ်လာမယ်เนาะအဲ့တော့ဒီအားလေးကစာအုပ်လေးကပထမဆုံးဗီဒီယိုလေးထဲမှာမိတ်ဆက်ပေးခြင်းနဲ့ပေါ့နော် Okay အဲ့တော့ authors ဒီအကြောင်းတော့မပြောတော့ပါဘူးเนาะဒီစာအုပ်ကတော့ကိုလိုစလိုเนาะကိုအတွက်ဟလာအရေးပါတယ်เนาะ English skills တွေစင်ဟိုရသွားစီမှာပါเนาะအဲ့တော့chapter part ကဘယ်နှခုခွဲထားလဲဆိုရှင်1 2 3 4 5ခုရှိမယ်เนาะအဲ့5ခုမှာဟာလာတစ်ခုချင်းစီเนาะဒီလိုမျိုးလေးတွေ chapter လေးနဲ့ခွဲထားတယ်ပြီးတော့ chapter by chapter ကိုကလေးလာမှာပေါ့เนาะဒီမှာတွေ့လားเนาะ getting started part 2မှာဆိုရှင် English in action ဟာလာ English on the go the power of tense เนาะပြီးရင် advantages တွေရှိမယ်အဲ့တော့ဒီပထမ part 1လေးကိုနည်းနည်းလေးတွားလိုက်ကြရအောင်เนาะဒါတော့နည်းနည်းလေး table of contents ကိုပို့ပြီးတော့ရှင်းထားပေးတာပေါ့เนาะပြီးတော့ဒီစာအုပ်ရဲ့ ebook ပေါ့เนาะ ebook ကိုဟိုဒီရဲ့ PS English Hub မှာတင်ထားပေးပါမယ်အဲ့ဒီမှာတစ်ချက်တွားပြီးတော့ download လုပ်လို့ရပါပေါ့เนาะ okay အဲ့တော့เนาะအဲ့တော့ဗာလဲဆိုရှင် what special about English เนาะအဲ့တော့ဥမာက English စာလေ့လာတဲ့အရန်ကြိုက်တယ်ဘာဖြစ်လို့ဆိုတော့အဲ့ဒါကကိုယ့်ရဲ့ဘယ်လိုခေါ်မလဲကိုယ့်ရဲ့ brain ကိုလည်းအများ train ပေးနေရလို့ခံစားရတယ်ပြီးတော့နေမကောင်းဖြစ်လို့ကိုစာမလုပ်နိုင်ဘူးเนาะကိုတိတ်ပြီးတော့အာရုံကြောမကောင်းလို့အဲ့လိုပုံမှန်လို့စာတွေမလုပ်ဖြစ်ဘူးဆိုရင်တော့မှစိတ်သက်ကြရတယ်เนาะဥမာတော့ကတော့ဒါစိတ်ရှင်စီပဲเนาะအဲ့တော့အင်္ဂလိပ်စာကဘာဖြစ်လို့ဟလာเนาะအဲ့လိုမျိုးspecial ဖြစ်တာလဲเนาะအဲ့တော့ one of the interesting things about English ဟလာဘာလို့ဆိုတော့သူ့ကတော်တော်များဟိုကဘာကြီးမှာကွာသူ့ကိုတော်တော်သုံးကြတယ်เนาะသူဟိုလိုအင်္ဂလိပ်လိုပြောတတ်တဲ့ဘာညာတကားဆိုလို့ရှိရင်ဘယ်နေရာတော့သူအကုန်လုံးတော့မဟုတ်ပေါ့เนาะတချို့နေရာတွေမှာဆိုလို့ရှိရင်တော့လုံးဝသူတို့ဘာသာစကားပဲသုံးတဲ့နေရာတွေရှိတယ်ဒါပေမဲ့လည်းအင်္ဂလိပ်စာတတ်ထားရဆိုလို့ရှိရင်တပန်းတာတော့အမှန်ပဲเนาะတော်တော်များများနေရာမှာသုံးတာ哦အဲ့တော့ဘာလဲဆိုလို့ရှိရင်အဲ့လိုမျိုးအသုံးဝင်မဲ့အင်္ဂလိပ်စာကိုဒီစာအုပ်လေးထဲမှာเนาะအဲ့လိုမျိုးcommunicate လုပ်လို့ရမယ်အဲ့လိုမျိုး tools တွေရသွားမှာဖြစ်တယ်အဲ့ဒါကိုပြောပြပေးမယ်ပေါ့เนาะစာအုပ်တူလုပ်လိုက်တဲ့သဘောဖြစ်သွားမှာပေါ့ okay အဲ့တော့ about this book เนาะအဲ့တော့ဘာလဲဆိုလို့ရှိရင်ဒီစာအုပ်ထဲမှာဘာတွေပါမှာလဲเนาะ phrases that you can use in a range of day to day situations เนาะအဲ့လိုကိုလေးစင်တူကကျွန်တော်တဲ့အခြေအနေမျိုးတွေမှာသုံးလို့ရတယ်ပြောလို့ရတယ်เนาะစကားလုံးအစုလေးတွေကိုပြောပြပေးသွားမှာဖြစ်တယ်ပါတယ်ပေါ့เนาะအဲ့တော့ဒီဘာဖြစ်မလဲဆိုလို့ရှိရင်เนาะကိုယ့်ရဲ့အဲ့လိုမျိုး basic task တွေပေါ့เนาะဈေးသွားဝယ်မယ်ဆေးရုံသွားမယ်ဟလာတက်စီနဲ့ပဲသွားမယ်ညာသွားမယ်အဲ့ဒါဘယ်သူ့ကို direction ပြီးမယ်အဲ့ဒါမျိုးလေးတွေကိုပြောတတ်သွားမယ်เนาะအဲ့တော့ okay အဲ့တော့ဘာလဲဆိုလို့ရှိရင်နောက်တစ်ခုဒီနေရာမှာเนาะ highlight လုပ်ပေးချင်တာဘာလဲဆိုလို့ရှိရင်เนาะဒီ
စကားလုံးတွေဟလာအဲ့လို phrases တွေစကားလုံးအတွဲစုတွေအဲ့ဒါတွေကိုနော်မှတ်မိအောင်လို့လေ့ကျင့်ခြင်းကအရေးကြီးပါတယ်နော် memorizing words and phrases is important in language learning အဲ့ဒါကဘာဖြစ်လဲဆိုတော့အဲ့လိုမျိုးမှတ်မိတဲ့ခါကျလို့ရှင်ကိုလိုရင်ထုတ်သုံးလို့ရတာဟုတ်တယ်မလားနော်အဲ့တော့ကိုလိုတဲ့စကားလုံးတွေဆိုလို့ရှင်ကိုဆွဲပြီးတော့ကိုမှတ်မိအောင်လို့နော်အဲ့လိုnotes မှတ်ထားလိုက်တာပဲဖြစ်ဖြစ်နော်သေချာလိုက်ပြီးတော့ဟလာချက်တူရေးချက်တယ်ပဲပြောနော်မှတ်ထားလိုက်တာချက်ထားလိုက်တာပဲဖြစ်လုံးတင်တယ်ပေါ့နော်အဲ့တော့ okay အဲ့ဒါလေးရှိမယ်အဲ့တော့ဒီစာအုပ်လေးကိုပြောပြပြီးတဲ့အချိန်မှာဝင်ကဘာလို့ရွေးလိုက်တာလဲဆိုတော့နော် you already know a little English နော်အင်္ဂလိပ်စာနဲ့ပတ်သက်ပြီးတော့မဝေးဘူးကွာလုံးဝ ABCD အဲ့လိုမျိုးမသိတဲ့လူမဟုတ်ဘူးเนาะဘယ်လိုပဲပြော basic English ရှိတယ်လို့ယူဆရမယ်ပြီးလို့ရှိရင် real conversations တွေမှာပါဝင်ခြင်းတယ်เนาะပို့ပြီးတော့အင်္ဂလိပ်လိုပြောနိုင်ခြင်းတဲ့သူလို့ယူဆတယ်เนาะပြီးလို့ရှိရင်ကိုယ့်ဘက်တော့ကိုရှိတဲ့အချိန်လေး10မိနစ်ပဲရရ15မိနစ်ပဲရရစာလုပ်ခြင်းတဲ့သူလို့ယူဆတယ် you like to study at your own pace in your own time เนาะဆိုတော့ YouTube မှာဆိုတော့ကိုအချိန်လေးလုပ်လို့ရတာ哦เนาะပြီးတော့ပဲဖြစ်လဲเนาะဒီလိုအသုံးဝင်တယ်ဟာအသုံးဝင်မယ် English word တွေ phrases တွေကိုလေ့လာပြီးတော့ပျော်မဲ့သူလို့လည်းဖြစ်လဲယူဆပါတယ်เนาะအဲ့လိုမျိုးဒီ learners တွေအတွက်ကိုဒီစာအုပ်လေးကိုရွေးပေးဖြစ်တာပေါ့เนาะရွေးပြီးတော့ပြောပြမယ်လို့စဉ်းစားဖြစ်သွားတာပါအဲ့ okay နော် part 1မှာဆိုလို့ရှင်ပဲဖြစ်လဲ survival phrases တွေ survival phrases ဆိုတာကကွာကိုသွားရင်လာရင်3အင်္ဂလိပ်လိုပြောရမယ့်အချိန်မှာကိုပြောနိုင်စေဖို့အတွက် phrases တွေပေါ့နော်ပြီးလို့ရှိရင်ပဲဖြစ်လဲဒီ tenses တွေနော် tense တွေနဲ့ပတ်သက်ပြီးတော့ overview လေးပြောပြပေးပါပေါ့နော်ပြီးလို့ရှိရင်ဒီ questions တွေဘယ်လိုမျိုးform လုပ်မှာလဲနော်ပြီးလို့ရှိရင် negative statements တွေဘယ်လိုလုပ်ရတာလဲအဲ့ဒါလေးတွေကိုလည်းပါမယ်စာမျက်နှာ390ဆိုတော့ကွယ်ဟိုဝန်းကတော့အကုန်လုံးတော့အီးဒီမီဘီတော့ပြောမှာမဟုတ်ဘူးเนาะအရေးကြီးလောက်တယ်เนาะကိုယ့်အတွက်သုံးဝင်လောက်မယ်လို့ထင်တဲ့ဥစ္စာတွေကိုခွဲခြမ်းပြီးတော့ပြောပြပေးသွားမှာပေါ့အဲ့တော့အပိုင်းပိုင်းလေးနဲ့စောင့်ပြီးတော့ကြည့်အောင်ပါပဲเนาะဟိုခွဲပြီးတော့ကြည့်အောင်မယ် okay part 2မှာခုနက part 1เนาะအဲ့တော့ part 2မှာဆိုလို့ရှိရင် English in action เนาะဘာလဲဆိုလို့ရှိရင်เนาะ everyday situations တွေဟလာဟိုလူသစ်တွေနဲ့စကားပြောတာမျိုးဟလာပြီးလို့ရှိရင်ထမင်းတူစားတာဒင်နာတူစားတာဟလာ shopping ထွက်တာမျိုးเนาะအဲ့လိုမျိုး activities တွေမှာဘယ်လိုမျိုးသုံးရမလဲเนาะဘယ်လိုမျိုးစကားတွေပြောရလဲအဲ့ဒါမျိုးတွေပါမယ်ပြီးလို့ရှိရင်အလုပ်ပေါ့เนาะ work skills ဆိုတာအလုပ်မှာဖုန်းပြောရတာနဲ့ကိုယ်တကယ်ချင်းနဲ့ဖုန်းပြောရတာနဲ့တူမှမတူတာအဲ့လိုမျိုးဘယ်လိုမျိုးပြောရမှာလဲအင်္ဂလိပ်လိုเนาะပြီးတော့ email ဘယ်လိုရေးရမလဲเนาะအဲ့ဒါလေးတွေလည်းပါမယ် part 2မှာpart 3မှာက English on the go အဲ့ဒါကဘာလဲဆိုလို့ရှိရင် English in a bank in a hotel on the road on a plane on a train or in a taxi เนาะအဲ့တော့အင်္ဂလိပ်လိုပြောဖို့လိုအပ်တဲ့ဒီလိုနေရာတွေမှာဘယ်လိုမျိုး language ဟလာဘယ်လိုမျိုးဒီ language ကိုသုံးရမလဲပေါ့เนาะအဲ့တော့ဒီစာအုပ်ကတော့ UK မှာဟိုသွားလာတတ်တဲ့เนาะ UK နဲ့ပတ်သက်ပြီးတော့အဓိကသူကအဲ့လိုမျိုးလုပ်ထားတာဒါပေမဲ့နော်ဟိုကတော့အဲ့ဒါကို adapt လုပ်လို့ရတယ်ကွာကိုချင်းနေပုံမှာမူတည်ပြီးတော့เนาะအဲ့တော့ part 4မှာဆိုလို့ရှိရင် the power of thanks အဲ့ဒါကဘာလဲဆိုလို့ရှိရင်ဒီလိုမျိုး English နဲ့ပတ်သက်ပြီးတော့ပေါ့နော် digestible ဆိုတာလိုမျိုးအများကြီးမဟုတ်ဘူးကွာเนาะကိုလေးလာလို့လွယ်တဲ့အဲ့လိုအပိုင်းပိုင်းလေးတွေကိုလိုချင်တဲ့သူအဲ့ဒါဆိုလို့ရှိရင်ဒီ part 4ကလည်းအသုံးဝင်မယ်ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒီအပိုင်းမှာဆိုလို့ရှိရင်10 weeks ဟလာအဲ့ English ကိုလေးလာသင်ယူရမယ်ဉာဏ်လေးလာသင်ရမယ်နည်းလမ်း10ခုလေးပါမယ်ပြီးလို့ရှိရင်UK English expression ဆိုတော့ UK မှာအသုံးများတယ်အဲ့လိုအကြိုက်ဆုံးပေါ့နော်လူကြိုက်များဆုံး expressions လို့ပြောရတာမဲ့နော်ဟိုဘုမတို့ကြိုက်တယ်ဆိုရှင်ဘုမတို့လည်းသုံးနေရလေဟုတ်တယ်မလားနော်အဲ့တော့ဒါတွေကတော့တိတ်ပြီးတော့သုံးဖို့ဝင်တင်တယ်နော်နောက်တစ်ခုဒီကသုံးဝင်လောက်တယ် 10 phrases that make you sound fluent in English နော်အဲ့ဒါနဲ့ဒါနဲ့ပတ်သက်ပြီးတော့လည်းပြောပြပေးမယ်အဲ့တော့ phrasal verbs တွေပါမယ် part 5မှာနော်ပြီးတော့ပဲဖြစ်လဲဒီ some of the most commonly used English verbs เนาะအဲ့လို English verbs အသုံးဝင်တဲ့ English verbs တွေပါမယ်ပြီးလို့ရှိရင် irregular verbs တွေအကြောင်းပါမယ် okay အဲ့တော့ဒီအပိုင်းလေးမှာเนาะဒီဗီဒီယိုလေးထဲမှာကတော့ဒီထိပဲပြောပြထားပေးလိုက်မယ်ပေါ့เนาะနောက်ဗီဒီယိုမှာနောက်ပြီးတော့နောက် page တွေကိုထပ်ပြီးတော့သွားပါမယ်အဲ့တော့เนาะဟိုဒီအချိန်ပေးပြီးတော့အင်္ဂလိပ်စာလေ့လာတဲ့အတွက်ကျေးဇူးတင်ပါတယ် see you next time